ကဘာကြီးစီဦးတီလာတဲ့ဥက္ကာခဲကြီးကိုကဘာနိုင်ငံတွေပေါင်းပြီးဒုံးကြီးတွေနဲ့ပစ်ခွဲလိုက်ကြတယ်။လူသားတွေလွတ်မြောက်ပြီလို့ထင်ခဲ့ပေမဲ့ဒုံးကြီးတွေတဲကဓာတုပစ္စည်းတွေကြောင့်ကဘာပေါ်ကသွေးတတဝါတွေအလုံးပုံစံပြောင်းပြီးလူသားတွေကိုပြန်စားမဲ့အကောင်ကြီးတွေဖြစ်ကုန်ကြတာပေါ့။တစ်နှစ်အတွင်းမှာတင်လူဦးရေ95လောက်အစားခံလိုက်ရပြီးကြံတဲ့လူတွေကတော့မြေအောက်ဘန်ကာတွေထဲမှာပုန်းအောင်နေခဲ့ကြရတယ်။9နှစ်ကြာပြီးနောက်မှာတော့ကျွန်တော်တို့ရဲ့အဓိကဆက်ဆောင်ဂျိုးကိုတွေ့ရမှာပါ။သူကမိဘတွေဆုံးပါသွားခဲ့ပြီးအဖွဲ့သားတွေရဲ့စောင့်ရှောက်မှုနဲ့မြေအောက်မှာချက်ပြုတ်ကျွေးမွေးတဲ့အလုပ်ကိုလုပ်နေရသူပေါ့။ဂျိုးကအကောင်ကြီးတွေနဲ့တွေ့ရင်ကြောက်ပြီးတောင်ကြီးဖြစ်သွားတတ်တဲ့ယောဂရှိတယ်။ဘန်ကာတဲကလူတွေအားလုံးမှာအတွဲကိုစီရှိကြပေမဲ့ဂျိုးမှာတော့ကဘာမပြတ်ခင်ကခွဲခွာခဲ့ရတဲ့ရီစာဟောင်းလေးအေမီကိုပဲတတိယနေခဲ့တာပါအေမီကိုရှာဖို့ကတိပေးခဲ့ဘူးတဲ့ဂျိုးတယောက်နောက်ဆုံးတော့တက်တီမွေပြီးမိုင်85မိုင်ဝေးတဲ့အေမီစီကိုတွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူ့အဖွဲ့သားတွေကလမ်းပြမြေပုံနဲ့ဒူးလေးတစ်လက်ပေးပြီးအပြင်ကအကောင်တွေကမင်းကိုစားဖို့စောင့်နေတာမတိုက်ခိုက်ပဲပြေးတာပြေးလို့မှာလိုက်တယ်